ဘာလဲယောက်ျားကော်ဖီတောက်မလို့အော်အော်ဟုတ်တယ်ဟုတ်တာဗောပဲဟုတ်တာဗောဟမ်ဘာလဲယောက်ျားကော်ဖီတောက်မလို့ဟုတ်လားအေးမိမကူပဲယူလာခဲ့မယ်နော်ကော်ဖီဖြော်လာပေးမယ်နော်အေးတငယ်ချင်းအေးငါယောက်ျားကော်ဖီဖြော်ခိုင်းလို့အဲ့ဒါကကော်ဖီဖြော်ပြီးမှရမယ်ဘာလို့လဲဆိုတော့ तू ကအရင်သောတာကြီးတာ तू တောက်မယ်ဆိုလို့ရှိရင်ခုချက်ချင်းဖြော်ပေးလိုက်ရမှာအဲ့ဒါခုချက်ချင်းမလုပ်ပြီးလို့ရှိရင်ဒေါ်တပုံကံနိုင်မယ်သိလားငါသွားလုပ်ပြီးလောက်အောင်မယ်နော်သိလားဟုတ်ကဲ့နာပြီယောက်ျားရေးရပြီ哎呦我的妈！